ဒါကတော့ကဘာပေါ်မှာကြောက်စရာအကောင်းဆုံးအသီးပါပဲအသီးကိုခွဲကြည့်လိုက်တာနဲ့ဆူရှင်နန်စော်တဲ့အနှံ့ကြောင့်လူတိုင်းကပုတ်နေတယ်လို့ထင်ကြပါလိမ့်မယ်အမှန်တကယ်တော့ဒါဟာထင်သလောက်မဆိုးပါဘူးသူ့ကို Rebel Secor လို့ခေါ်ပြီးတော့ဒီထူးဆန်းတဲ့အပင်ဟာတရုတ်နိုင်ငံတောင်ပိုင်းတောင်တန်းတွေပေါ်မှာပေါက်ရောက်ပါတယ်အမျိုးရင်းရောင်ကြမန်းတန်းတဲ့အခွန်ရှိလို့ဖျဲမျိုးနွယ်ဝင်နဲ့တူပါတယ်ဒါကြောင့်သူ့ကိုဖျဲသီးပုံနဲ့အထင်မှားနိုင်ပါတယ်အသီးကိုခွဲကြည့်လိုက်တဲ့အခါမှီရည်နဲ့တူတဲ့အမျိုးရင်းရောင်ချွဲပြစ်ပြစ်အရည်များထွက်ကြလာပါလိမ့်မယ်ထွက်လာတဲ့အနှံ့ကြောင့်သင်ဟာနောက်ကိုအလိုလိုဆုပ်ပြီးသားဖြစ်နေပါလိမ့်မယ်အဲ့ဒီယွန်စရာကောင်းတဲ့ပြစ်ချွဲချွဲအရည်ထဲမှာအဖိုးတန်ရတနာရှိနေပါတယ်ဟုတ်ပါတယ်ဒီခက်ပြားပြားမဲရောင်တောက်ပနေတဲ့အစိလေးတွေဟာဒီအသီးရဲ့အဖိုးတန်ဆုံးရတနာပါပဲတဘာဝအစီနဲ့ပရိုတင်းဓာတ်များစွာပါဝင်ပါတယ်မင်းတို့ကိုရေထက်ထက်ဆေးကနေလန်းပြီးလှော်လိုက်တဲ့အခါကျွတ်ရွက်ကအရန်ရတာရှိတဲ့တရေစာတစ်မျိုးကိုရရှိပါပြီမင်းတို့ကိုရွှေမဲဆေးလို့တင်စားပြီးခေါ်ဝေါ်ကြပါတယ်အာဟာရဓာတ်များစွာပါဝင်လို့ရွှေလိုပဲတန်ဖိုးရှိပါတယ်လှော်လိုက်တဲ့အခါမွှေးပြန့်ကျွတ်ရွက်ကအရန်ရတာရှိလာပါတယ်ဝါလိုက်တဲ့အခါအစိမ့်ဆန်အရသာခါစိမ့်စိမ့်နဲ့စားကောင်းလာပါတယ်